ဒေသနာကျမ်းအခန်းကြီး7အပိုင်းငယ်9ဖြစ်တယ်။နှုတ်ကပတ်တော်ဖတ်တဲ့အခါမှာဣသရေလတွေမတ်တရက်ကြတယ်တဲ့။ဆိုတော့ဘုရားကိုကြောက်ရွံ့သောအဖြစ်ယေရှုပြု၍ကျွန်တော်တို့ထိုင်တဲ့နေရာနေခဏလေးမတ်တရက်ကြရအောင်။ဒီကဖတ်ရအောင်။တင်းနှစ်သုံးအချင်းလိုပြူအသက်ပြူသောအခါပျော်မွေ့လောအသက်ပြူစဉ်ကာလတွင်စိတ်ရှင်လန်းခြင်းရှိလောကိုအလိုရှိရာလမ်းနဲ့ကိုဉာဏ်ပြသောလမ်းသို့လိုက်လောတို့ရာတွင်ထိုအရာအလုံးအတွေ့ဘုရားသခင်သည်သင်ကိုစင်တော်မူမည်ဖြစ်ကြောင်းသိမှတ်လောအခုအသက်ပြူစဉ်အခါသင်ကိုဖန်ဆင်းတော်မူသောအရှင်ကိုအောက်မေ့လောခေါင်းရှင်အနေနဲ့ပေးချင်တာကသင်ကိုဖန်ဆင်းတော်မူသောအရှင်ကိုအောက်မေ့လောဆိုပြီးမှကျွန်တော်ခေါင်းစဉ်ပေးချင်ပါတယ်တချို့ကပြောမှာပဲเนาะကျွန်တော်ကိုဖန်ဆင်းတဲ့လူကကျွန်တော်ရဲ့မိဘဖြစ်တယ်လို့ပြောတဲ့လူလည်းရှိမှာပေါ့เนาะဆိုတော့တကယ်ဖန်ဆင်းတဲ့ကျွန်တော်တို့ကိုဖြစ်ပွားခွင့်ပေးတာကဘုရားသခင်ဖြစ်ပါတယ်ဟာလေလုယာဆိုတော့ကျွန်တော်တို့ကိုဖန်ဆင်းသောအရှင်ကိုကျွန်တော်တို့ကအောက်မေ့ဖို့ရန်တမန်ကျမ်းစာထဲမှာဖော်ပြထားတယ်ကျွန်တော်တို့ခုနဖတ်တဲ့အခါမှာသင်အသက်ပြူရှင်လို့ဖော်ပြထားတယ်เนาะကျွန်တော်တို့အသက်ပြူရှင်မှာတက်ပြူစင်ဆိုတဲ့အခါမှာကျွန်တော်တို့ဒီမြန်မာနိုင်ငံနေနဲ့တော့ဆယ်ကျော်သက်ဝန်းကျင်တွေပေါ့နော်ကျွန်တော်တို့ city chat မှာတော့15နှစ်ကနေ35နှစ်ထိတော့ကျွန်တော်လူငယ်လို့ခေါ်တယ်ပေါ့နော်ပေအသက်အရွယ်နော်အသက်ပြူသောအရွယ်မှာကျွန်တော်တို့ကိုဖန်ဆင်းတဲ့အရှင်ကိုအောက်မေ့ပါဆိုပြီးမှဒီတနာကျမ်းကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒီတနာကျမ်းကိုရေးတဲ့လူကနော်သူတို့ဆောလမုန်မင်းဖြစ်မယ်ဆိုပြီးမှသူတို့ခန့်မှန်းထားတယ်များသောအားဖြင့်ပေါ့နော်ဆိုတော့ခုနှစ်ကတော့ BC 935ခုနှစ်လောက်မှာသူရေးထားတာဖြစ်တယ်ဆိုပြီးမှဖော်ပြတယ်အဓိကဒီကျမ်းရဲ့ဖော်ပြချင်တာပေါ့နော်ဒီတနာကျမ်းတစ်ခုလုံးရဲ့အဓိကသူအချက်ဖော်ပြချင်တာကဘာလဲဆိုတော့ဘုရားသခင်နဲ့ကင်းကွာသောအသက်တာဟာနော်ဘုရားမရှိတဲ့အသက်တာဘုရားကိုမရတဲ့အသက်တာကဘာလဲဆိုတော့အနတ္တဖြစ်တယ်ဆိုပြီးမှဖော်ပြတယ်အနတ္တဆိုတာဘာလဲဘာမှကိုမရှိတာနော်ဘုရားသခင်မရှိတဲ့အသက်တာဘုရားကိုမပိုင်တဲ့အသက်တာကအနတ္တဖြစ်တယ်ဆိုပြီးမှဖော်ပြထားတာကျွန်တော်တွေ့ရတယ်ပြီးတော့အတိတ်ဘယ်ကတကယ်လူထုပရိသတ်များကိုစုဝေးစေ၍ဟောပြောတယ်ဆိုပြီးမှအတိတ်ဘယ်ရတယ်ဆိုတော့ပြောချင်တာဒီတနာကျမ်းကလူတစ်ယောက်နှစ်ယောက်တည်းကိုပဲပြောတာမဟုတ်ပဲနဲ့ကဲအားလုံးလာချဒါလူအားလုံးနဲ့သိသိတယ်သိထိုင်တယ်ဒီတနာကျမ်းလူအားလုံးနဲ့သိထိုက်သောအရာဖြစ်တယ်ဒါကြောင့်မလို့ဒေသနာကျမ်းမဟုတ်လဲစုဝေး၍နော်အတိတ်ဘက်ကလူထုပရိသတ်ကြီးကိုစုဝေးစီပြီးမှဟောပြောသောအရာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ဒီဆောလမုန်မင်းကသူ့ရဲ့အရွယ်နော်ငယ်သောအရွယ်မှာ तू ကဘာရေးတယ်လဲဆိုတော့အချစ်အကြောင်းတွေရေးပါတယ်ဗောနော်ဆောလမုန်တခြင်းသူ့ရဲ့မျက်လုံးလေးတွေကနော်သမီးရဲ့မျက်လုံးလေးကဲသို့ဖြစ်တယ်ဆိုပြီးမှသူ့ရဲ့ကောင်မလေးကို तू ကတင်စားပြီးမှပြောတဲ့အရာတွေပေါ့နော်အဲ့ဒီသူငယ်ရွယ်တဲ့အချိန်ခုနကျွန်တော်ပြောသလိုဆယ်ကျော်တဲ့အရွယ်တွေမှာပေါ့နော်သူလူပြိုဖြစ်ခါစအရွယ်တွေမှာအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးမှသူရေးတယ်ဆိုတော့သူတက်လက်ပိုင်းမှာဆိုရင်ဘာရေးလဲဆို proverb တုတ်တန်ကျမ်းကိုသူရေးတယ်တုတ်တန်ကျမ်းမှာကြတော့ပညာဟာအရေးကြီးတယ်စီးပွားရေးဟာအရေးကြီးတယ်ပေါ့နော်ဆိုတော့လူမှုရေးစီစိန်အောက်စာတွေကအရေးကြီးတဲ့အကြောင်းသူတက်လက်အရွယ်ပိုင်းမှာရေးသားထားတဲ့အကြောင်းကိုကျွန်တော်တွေ့ရတယ်သူအဖိုးကြီးဖြစ်တဲ့အခါမှာပေါ့နော်ခုနဆရာပါဝင်ကပြောတဲ့အဖိုးကြီးပေါ့နော်ဒီမှာလည်းအဖိုးကြီးရှိတယ်နော်ဆိုတော့ဒီအဲ့ဒီအရွယ်မှာတက်ကြီးပိုင်းအရွယ်မှာသူဘာအကြောင်းရေးတယ်လဲဆိုရင်ဒေသနာကျမ်းကိုသူရေးတာဖြစ်တယ်ဆိုတော့ဒီဒေသနာကျမ်းမှာခုနကျွန်တော်ပြောရင်ဘုရားသခင်မပါဘူးဆိုရင်အရာရာဟာဘာဖြစ်တယ်လဲအနတ္တအချီးနှီးဖြစ်တယ်ဆိုတဲ့အရာကိုသူရရေးသားခဲ့တာဖြစ်တယ်သူငယ်ရွယ်တဲ့အချိန်မှာတော့သူကြိုက်တဲ့အရာလုပ်တယ်နော်ကြိုက်တယ်လို့နေတယ်စားချင်တာအကုန်စားတယ်စောတယောက်ပြီးတယောက်ထားတယ်နော်သူစော်ထားတာနဲလားများလားဘယ်နှယောက်ရှိလဲသူရဲ့မိန်းမလည်းမနေဘူးနော်ခုနကျွန်တော်ဖတ်တဲ့စတစ်ကိုထဲမှာအချင်းလိုပြိုနော်သူ့မှာအတွေ့အကြုံကပြည့်နေပြီငယ်ရွယ်တော့အချိန်ကနေအတွေ့အကြုံရှိတယ်တက်လက်ပိုင်းအရွယ်ကအတွေ့အကြုံရှိတယ်သူအသက်ကြီးပိုင်းနော်သူအသက်ဆုံးခါနေရဲ့အတွေ့အကြုံလည်းရှိတဲ့ခါမှာသူကစာရေးတယ်နောက်ဆုံးပိုင်းမှာဒီဒေသနာကျမ်းအပိုင်ငယ်စနစ်ကကျွန်တော်တခြားကျမ်းမှာကပေါ့နော်ဘဝရဲ့နေ့ကုန်းဆိုပြီးမှခေါင်းစဉ်လက်တထားတယ်နော်ဘဝရဲ့နောက်ပိုင်းမှာ तू မြင်လိုက်တာကဘာလဲဆိုတော့ तू ကလူငယ်တွေအချင်းလူပြိုတွေခုနကျွန်တော်ပြောတာဆယ်ကျော်သက်တယ်နော်ဒီမှာဆယ်ကျော်သက်ရာကျော်သက်မရှိသေးဘူးဆိုတော့အားလုံးပါတယ်ဆိုတော့ तू ပြောတာကအသက်ပြိုသောအခါပျော်မွေ့ပါပြီးတော့ဘာပြောလဲအသက်ပြိုစဉ်ကာလတွင်စိတ်ရွှင်လန်းခြင်းရှိပါပြီးတော့ကိုယ်အလိုရှိရာလမ်း
မဟုတ်ကူညံပြတော့လမ်းတို့လိုက်ပါနော်ကျွန်တော်ငယ်တဲ့ချိန်မှာကျွန်တော်ကြိုက်သလိုနေပါနော်သင်စိတ်ပြတဲ့အရာမဟုတ်ရင်ကျွန်တော်ချင်းနမိတ်ဆွေနောက်ပဲကင်ခလူနော်ဆိုတော့ကျွန်တော်မြင်တာတက်မဲ့တဲ့အရာတွေပေါ့နော်ဒီအရာတွေအားလုံးကိုလည်း तू ကလှုပ်ပါလို့ပြောတယ်ငယ်ရွယ်တော့အချိန်မှာ तू ကဘာပြောချင်တာဖြစ်မလဲဆိုရင်အခန်းကြီး7အငယ်9အရာနေရှင်သလိုနေပါကြိုက်သလိုနေနော်ပြောချင်သလိုပြောလှုပ်ချင်တာတွေအကုန်လှုပ်ဆိုပြီးမှ तू ပြောထားတယ်ဒီမှာရှိတဲ့ညီမတွေရောဘာလှုပ်ချင်လဲအခုချိန်မှာတချို့ကအိတ်ချင်တယ်ပေါ့နော်တချို့ကပြန်ချင်တယ်တချို့ကဖုန်းပဲကြည့်ပြီးမှနော် TikTok တွေဆောချင်တယ်ကျန်းစာပြောတယ်လှုပ်ချင်လှုပ်ပါတဲ့ဖျားเจ้าမသွားပဲနဲ့အပြင်မှာပန်းချမ်းမှာသွားချင်သွားပါတဲ့စော်နဲ့မုံလဲနော်ဘဲနဲ့သွားချင်တဲ့နေရာမှာကြိုက်တဲ့နေရာသွားပါဆိုပြီးမှကျန်းစာခွင့်ပြုထားတယ်ပေါ့နော်အဲ့ဒါဘယ်အရွယ်မှာလဲငယ်ရွယ်သောအချိန်မှာဒါပေမဲ့တို့ရာတွေထိုအရာအားလုံးအတွက်ဘုရားသခင်သည်တင့်ကိုတရားစီရင်တော်မူမည်ဖြစ်ကြောင်းသိမှတ်ပါငယ်ရွယ်တဲ့အချိန်မှာလှုပ်ချင်တာတွေအကုန်မှန်သမျှလှုပ်ပါတဲ့ဒါပေမဲ့သင်လှုပ်တဲ့အတိုင်းနော်ဘုရားကစီရင်မယ်ဆိုတာတော့သိမှတ်ပါဆိုပြီးမှဒီမှာဖော်ပြထားတယ်နော်ဘုရားကလှုပ်ပိုင်ခွင့်တော့ပေးတယ်ဒါပေမဲ့သင်လှုပ်တဲ့အတိုင်းသင်ခံရမယ်ကျွန်တော်တို့ကဘာလှုပ်ရမလဲတရားစီရင်တဲ့နေရာမှာကျွန်တော်တို့ကဘယ်လိုမျိုးတရားအစီရင်ခံမလဲကောင်းတဲ့ဘက်ကနေတရားဆုချခြင်းခံမလားနော်ကျွန်တော်တို့လှုပ်တဲ့အရာတွေအပြစ်ပေးခြင်းချိန်တန်းမဟုတ်လေသေတံပေးခြင်းခံမလားကျွန်တော်တို့ရွေးချယ်ဖို့တော့ရှိတယ်ပေါ့နော်ဒီအရာကကျွန်တော်တို့အပေါ်မှာမူတည်တာဖြစ်တယ်လူငယ်အရွယ်မှာလှုပ်ချင်တာလှုပ်လို့ရပေမဲ့ဒီတိုင်းမပြီးသွားဘူးကျွန်တော်တို့ကိုအဆုံးသတ်ပါနော်ဘုရားသခင်ကတရားရှိမဲ့သူဖြစ်တဲ့အကြောင်းကိုလည်းဒီမှာဖော်ပြထားတယ်အခန်းကြီး7အငယ်10နောက်ဆုံးပိုင်းမှာပြောတယ်လဲဆိုတော့ကျွန်တော်တို့ချင်းစကားမှာတော့ရငါဒီလေရိုက်ပြီးနှောင်းနော်လုံးသိင်းဘာပြောချင်တာလဲငယ်ရွယ်တဲ့ချိန်မှာတော့ကြိုက်တယ်လို့လို့ကြိုက်တယ်လို့စားစီရီများများစားအစီရီများများစားမဟုတ်လေဘာလဲဆေးများများထည့်ထားတဲ့မဟုတ်လေအချိုရည်တွေများများတောက်တင်းရဲ့ငယ်ရွယ်တဲ့အချိန်ကအကြာကြီးဖြစ်မှာမဟုတ်ဘူးဆိုတော့ရိပ်ပြီးနှောင်းနော်လုံးဆိုတော့ခုနဆရာပြောတယ်လို့ကျွန်တော်တို့ကလည်းအဖိုးကြီးဖြစ်လာမှာအဖွားကြီးဖြစ်လာမှာနော်ဒါကြောင့်မလို့ဒီအရွယ်ရောက်လာအောင်မယ်ဆိုမှတမန်ကျမ်းစာပြောတယ်နော်မကြခင်မှာတင်းရဲ့နှုတ်ပြိုခြင်းငယ်ရွယ်ချင်းဟာကုံဆုံးလိမ့်မယ်ဆိုပြီးမှကျမ်းစာကဖော်ပြထားတယ်ဒုတိယပိုင်းကိုကြည့်မယ်ဆိုရင်ငါနေ၍မပြောနိုင်ဟုဆိုရသောကာလသည်မနီးဆိုသောကာလမရောက်မီငါမပြောနိုင်တော့ဘူးငါမစားနိုင်တော့ဘူးငါမသွားလာနိုင်တော့ဘူးငါဘာမှမလုပ်နိုင်တော့ဘူးဒီမပြောခင်မှာနော်ဆိုသောကာလမရောက်ခင်မှာခုနကျွန်တော်တို့ဖတ်တဲ့သင်အသက်ပြူရွယ်တဲ့အချိန်မှာဘာကိုအောက်မေ့ခိုင်းတယ်လဲဖန်ဆင်းသောအရှင်ဘုရားသခင်ကိုအောက်မေ့ပါဆိုပြီးမှဖော်ပြထားတယ်နော်ဆိုးရောက်တဲ့ကျွန်တော်တို့ဘဝမရောက်ခင်မှာကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဘုရားသခင်ကိုအောက်မေ့ဖို့ရန်နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုတိုက်တွန်းထားတာဖြစ်တယ်ဓမ္မရာယဝင်ဒုတိယစာဆောင်အခန်းကြီး7မှာဒါဝိဒ်ရဲ့အသက်တာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါဝိဒ်လည်းသူနည်းနည်းငယ်တဲ့အချိန်မှာငယ်ရွယ်တဲ့အချိန်မှာသူအသွေးသားကျမ်းမာနေတဲ့အချိန်မှာသူကလည်းဘာလုပ်တယ်လဲပေါ့နော်သူများစစ်တိုက်တဲ့အချိန်မှာသူကစစ်တိုက်မသွားဘဲနဲ့နန်းတော်မှာအေးရှင်နှံ့နေတယ်နော်နန်းတော်မှာအေးရှင်နှံ့ပြီးမှပတ်ဝန်းကျင်ကိုကြည့်တယ်ပတ်ဝန်းကျင်ကိုကြည့်ပြီးမှဘာတွေ့တယ်လဲကောင်မချောလေးတယောက်တွေ့တယ်နော်ဘာတစီပါဆိုတဲ့ကောင်မချောလေးတယောက်ကိုတွေ့တယ်အဲ့ဒါဘသူရဲ့အမျိုးသမီးလဲဥရိယရဲ့အမျိုးသမီးဖြစ်တယ်ပေါ့နော်ဆိုတော့ခုနကျွန်တော်ချင်းစာမှာဖတ်တယ်နမိတ်တဲ့အလုံးမူနာကနော်တင်မျက်စိမြင်တဲ့အရာပေါ်မှာလိုက်ပါပြောလို့ဒါဝိဒ်ကလည်းလိုက်တယ်သူမျက်စိနဲ့မြင်တဲ့အရာပေါ်မှာကောင်မချောလေးမြင်လို့သူ့မှာမိန်းမတွေအများကြီးရှိတယ်ဒါပေမဲ့သူမြင်တဲ့အရာကိုသူကလိုက်လျောမိပြီးမှအဲ့ဒီမိန်းမကိုသူယူလိုက်တဲ့အခါမှာနော်ရမိန်းမကိုခေါ်လိုက်တယ်အတူနေလိုက်တယ်အတူကြီးနေုံမကဘာလို့လဲဆိုတော့သူအမျိုးသားကိုပါနော်ကွက်မြက်လိုက်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်သူလှုပ်တဲ့ချိန်မှာတော့အတူတူမိတ်သားရဖွဲ့တဲ့ချိန်မှာအတူတူနေတဲ့ချိန်မှာတော့သူ့အနေနဲ့တော့ကောင်းပါတယ်ဒါပေမဲ့ဒီဟာအကြာရှိမခံဘူးခုနပြောသလိုရိပ်ပြီးနဲ့နောက်လော်ဒင်းအကြာကြီးသူ့ရဲ့ပြောရှင်ချင်းကမခံဘူးပေါ့နော်ဆိုတော့ဘာလာတယ်ဆိုတော့ဘုရားရဲ့တရားစီရင်ခြင်းရောက်လာတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဘုရားကဘာတရားစီရင်တယ်လဲသင်မှာမိမအများကြီးရှိရဲ့သားနဲ့သူများတယောက်တည်းရှိတဲ့မိမကိုသင်ယူလို့ယူတော့ကြောင့်သင်တို့ရတဲ့ကလေးလဲမနော်အသက်မရှင်ရဘူးဆိုတော့ကျွန်တော်ကြည့်တဲ့အခါမှာသူ့ရဲ့သားသမီးတွေကိုယ်တိုင်ကသူ့ရဲ့မျက်စိရှိမှာနော်သူ့ရဲ့ရှိမှာနန်းတော်ပေါ်မှာသူ့ရဲ့မိမတွေနဲ့အတူတူနေကြတယ်ပြမာကြတယ်နောက်ဆုံးသူ့ရဲ့သားရှောလမုန်ကိုယ်တိုင်ကသူ့ကိုရံဖက်ပြေးပြီးမှရှင်ဘုရင်ကြီးကနော်ရှစ်ပြီးပြေးနေရတဲ့လူဖြစ်နေတယ်ဒါ
ဒါကြောင့်မလို့ကျွန်တော်တို့အသက်တာဟာငယ်ရွယ်တဲ့အချိန်ဟာမကြာဘူးအဲ့ဒီမကြာတဲ့ကာလအတွင်းလေးမှာကျွန်တော်တို့ကဘာလုပ်မလဲကိုဆုံးဖြတ်ဖို့ရန်အရေးကြီးတာဖြစ်တယ်ဘေးဒုက္ခခံရနေရများရောက်လာသဖြင့်ငါ၌မိသည့်ပျော်ရွှင်မြမရှိဟုသင်ပြောဆိုသောနှစ်ကာလများမရောက်မီဒီဆိုသောကာလမရောက်ခင်မှာသင်ကိုဖန်ဆင်းတဲ့ဖခင်ကိုသင်ဘဝမစိုးခင်အခုလိုမျိုးပေါ့နော်ကောင်းနေတဲ့အချိန်မှာဘုရားသင်နဲ့အတူပါနေတဲ့အချိန်မှာသင်ရဲ့မျက်စိရဲ့တက်မှတ်ခြင်းဖက်မှာမလိုက်ဘဲနဲ့ဇာတိတက်မှတ်ခြင်းဖက်မှာမလိုက်ဘဲနဲ့ကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဖခင်ကိုကျွန်တော်တို့ကအောက်မေ့ဖို့ရန်နှုတ်ကပတ်တော်ပေါ်ပြထားတာဖြစ်တယ်ဆိုတော့အောက်မေ့တယ်ဆိုတာဘာလဲကျွန်တော်အနေငယ်လေးထပ်ရှင်းပြခြင်းတယ်ကျွန်တော်တို့ commentary ကတော့အောက်မေ့တယ်နော်ယခုအသက်ပြူစင်ပင်တင့်ကိုဖန်ဆင်းသောအရှင်ကိုအောက်မေ့ပါအောက်မေ့တယ်ဆိုတဲ့အရာကဘာလဲဆိုတော့နော်တစုံတစ်ခုကိုပြုလုပ်ရန်တတိယချင်းဖြစ်တယ်ဖခင်ကိုအောက်မေ့တယ်ဆိုတာကျွန်တော်တို့တစ်ခုလောက်တဲ့ခါမှာဖခင်ရှိတယ်ဖခင်သခင်ကသိတယ်ဒီတိုင်းသိယုံဖို့မဟုတ်ပဲနဲ့ဖခင်ကိုကျွန်တော်တို့သိတဲ့အခါမှာဖခင်ကဒီလိုလောက်တာမကြိုက်ဘူးဒီမကောင်းသောအရာကနေကောင်းသောအရာကိုလှုပ်ဖို့ဖခင်အတွက်ကောင်းသောအရာလှုပ်ဆောင်ဖို့ရန်ကျွန်တော်တို့လှုပ်တဲ့အရာဆုံးဖြတ်တဲ့အရာကဖခင်ကိုအောက်မေ့ခြင်းဖြစ်တယ်ဗောနော်ကျွန်တော်ရဲ့သမီးလေးကိုအောက်မေ့တယ်ကျွန်တော်အမျိုးသမီးကျွန်တော်ရဲ့ကောင်လေးကိုအောက်မေ့တယ်ကျွန်တော်ရဲ့စော်ကိုအောက်မေ့တယ်အောက်မေ့ယုံမဟုတ်ပဲနဲ့အောက်မေ့တယ်ဆိုတာကလက်တွေ့ပါတယ်ဗောနော်ဖခင်ကိုကျွန်တော်တို့အောက်မေ့တယ်ဆိုတာကကပ္ပဦးကျမ်းခန်းကြီး19:29မှာဘုရားသခင်သည်အာဗြံကိုအောက်မေ့တော်မူတဲ့ဘုရားသခင်ကအာဗြံကိုအောက်မေ့တဲ့အခါမှာဘာလုပ်တယ်လဲဆိုတော့ဘုရားသခင်ကတောတုံနဲ့ဂေါမောရကိုသူဖျက်ဆီးဖို့ရန်လာတဲ့အခါမှာအာဗြံကဘုရားသခင်မဖျက်ဆီးပါနဲ့ယေရှုပြု၍တနာပါသူဆုတောင်းတဲ့အရာကိုဘုရားကအောက်မေ့ပြီးမှအောက်မေ့တယ်ဆိုတော့သူကငါ့ကိုအဲ့လိုတောင်းခဲ့တယ်ဒီတိုင်းပဲသိတာမဟုတ်ဘဲနဲ့အာဗြံအတွက်သူကောင်းသောအရာလုပ်ပေးတာဖြစ်တယ်ဟာလေလုယာအာဗြံတော့သူကောင်းသောအရာဘာလုပ်ပေးတယ်လဲလောတာရဲ့မိသားစုကိုသူကကယ်တင်ပေးတယ်။သူတောင်းတဲ့အတိုင်းဒီမြို့ထဲမှာလူကောင်းနောက်ဆုံးမှာ10ယောက်တောင်10ယောက်ထိတောင်ကမှယေရှုတော်လဲသူ့ရဲ့စကားကိုနားထောင်တယ်။သူ့ရဲ့တူဖြစ်တဲ့လောတာကိုလွတ်ပေးတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါကြောင့်မလို့အောက်မေ့တယ်ဆိုတာကျွန်တော်တို့အောက်မေ့တဲ့လူတစ်ယောက်အတွက်ကောင်းသောအရာလှုပ်ဆောင်ပေးတာကအောက်မေ့တယ်လို့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဖန်ဆင်းတော်မူသောအရှင်ကိုအောက်မေ့လောဟူသောအတိတ်မယ်ကျွန်တော်တို့ကိုဖန်ဆင်းသောအချိန်မှစ၍ဘုရားသခင်သည်ကျွန်တော်တို့အတွက်ရည်ရွယ်ထားသည့်အတိုင်းပြုလုပ်စေလိုကြောင်းကိုဖော်ပြသည်ကျွန်တော်တို့အပေါ်မှာသူရည်ရွယ်ထားတဲ့သူနဲ့အတူတူကမိတ္တဟာယဖွဲ့ဖို့ရန်သူနဲ့အတူတွာလာဖို့ရန်ဘုရားသခင်အရည်ရွယ်ချက်ဒီအရာတွေကိုရည်ရွယ်ထားတဲ့အတိုင်းကျွန်တော်တို့ကအသက်ရှင်ဖို့ရန်ဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်ကျွန်တော်တို့ဘုရားကိုအောက်မေ့တယ်ဘုရားအတွက်ကျွန်တော်တို့အသက်ရှင်ဘုရားနဲ့တွာလာမယ်ဘုရားအတွက်ပေးဆက်မယ်လို့ပြောတဲ့အခါမှာတခါတလေကျွန်တော်တို့ဘုရားကိုပေါ့နော်ကျွန်တော်တို့မလိုချင်တော့တဲ့အရာတွေမဟုတ်ရင်လည်းကျွန်တော်တို့မတတ်နိုင်တော့တဲ့အခါမှာဘုရားကိုအောက်မေ့တတ်ကြတယ်ပေါ့နော်ဘုရားရဲ့အမှုတော်ဆောင်မယ်လို့ဆုံးဖြတ်ရင်တောင်မှဘုရားရဲ့အမှုတော်ဆောင်တွေများသောအားဖြင့်ပေါ့နော်ဆိုရင်တောင်မှကျွန်တော်ကြည့်တဲ့အခါမှာတချို့က10တန်းမအောင်လို့ပေါ့နော်ကျမ်းစာကျောင်းမှာရောက်တဲ့လူ10တန်းမအောင်လို့မဟုတ်ရင်လည်းကိုယ့်ရဲ့ရည်ရွယ်ချက်မပြည့်စုံလို့တွားတာဒီများတယ်ဒါပေမဲ့ဘုရားသခင်အလိုတော်ရှိတာကကျွန်တော်တို့ငယ်ရွယ်တဲ့အချိန်မှာလို့ပြောသလိုကျွန်တော်တို့ဒီကောင်းစားနေတဲ့အချိန်မှာကျွန်တော်တို့အသက်တာမှာဘုရားကပေးတဲ့အောင်မြင်ခြင်းရတဲ့အချိန်မှာလဲဘုရားအတွက်ဆိုပြီးမှကျွန်တော်တို့ဘုရားကိုအောင်မြင်နေဖို့ရန်လဲဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မလို့ကျွန်တော်တို့အသက်တာမှာခွန်အားရှိတဲ့အချိန်မှာလဲဘုရားသခင်ကိုပေးဖို့ရန်ဖြစ်တယ်ကျွန်တော်တို့အားရှိတဲ့အချိန်မှာဘုရားတို့ကျွန်တော်တို့ဘာလုပ်နိုင်မလဲကျွန်တော်ဘုရားเจ้าမှာတချို့ကလောက်ကြတယ်ဗောနော်ဘယ်သူမှမခိုင်းပဲနဲ့အမိုက်လေးတွေကောက်ကြတယ်ကျွန်တော်တို့အနောက်မှာတစ်ခါတလေဗောနော်ပွဲတော်ခွက်လေးတွေထားတဲ့ခါမှာကျွန်တော်ကဘယ်သူမှမခိုင်းဘူးဗောနော်ကျွန်တော်တို့ထားလိုက်တယ်ဒါပေမဲ့တချို့ကဘယ်သူမှမခိုင်းပဲနဲ့ဆေးလိုက်တယ်တချို့ကခုံလေးတွေကိုတေချာလေးခုံစီးတယ်ဘယ်သူမှမခိုင်းဘူးအမိုက်လေးတွေကောက်တယ်ဒီအရာကဘုရားနဲ့သက်တော်အရာဖြစ်ပါတယ်ဟာလေလုယာကျွန်တော်တို့လုံနိုင်တဲ့အချိန်မှာခုနလိုခါကုန်းကုန်းကြီးနဲ့မသွားခင်မှာဘုရားအတွက်ကျွန်တော်တို့ပေးဆက်နိုင်တဲ့အရာတွေကိုကျွန်တော်တို့ကဘုရားအတွက်အကောင်းဆုံးပေးဖို့ရန်ဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်ဆိုတဲ့အရာလေးကိုပြောချင်တာဖြစ်တယ်။သင်အသက်အရွယ်နှုတ်ပြခြင်းကိုအဘယ်သူမျှမထီမဲ့မင်မပြုစေနဲ့အပြောဆို၌၎င်းအသက်ရှင်နေထိုင်မှု၌၎င်းချစ်ချင်းမေတ္တာ၌၎င်းယုံကြည်ခြင်း၌၎င်းဖြူစင်တန့်စင်ခြင်း၌၎င်းယုံကြည်သောသူတို့အတွက်စာနမူနာဖြစ်လို့ကျွန်တော်တို့ငယ်ရွယ်တဲ့အချိန်မှာသူတစ်ပါးအတွက်ဖခင်အတွက်စကားပြောတဲ့နေရာမှာအပြောဆိုပိုင်းမှာအသက်ရှင်တဲ့ပုံစံသူတစ်ပါးကိုချစ်တဲ့နေရာမှာဘုရားကိုကျွန်တော်တို့ယုံကြည်တဲ့နေရာမှာတန်ရှင်သောအသက်တာဖြူစင်သောအသက်တာမှာ
ကျွန်တော်နေ့ရက်စဉ်တိုင်းဟာဖျားအတွက်ဖျားကိုအောက်မေ့ပြီးမှယုံကြည်တော်သူအတွက်စာနမူနာအဖြစ်အသက်ရှင်ဖို့ဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်မာရိအနေနဲ့လည်းပေါ့နော်သူ့ရဲ့ငယ်ရွယ်တဲ့အချိန်နော်ဘသူနဲ့မှမပေါင်းရတဲ့သူ့ရဲ့ဘဝကိုဘုရားကိုပေးတဲ့အခါမှာနော်လောကကိုကယ်တင်တော်ယေရှုဖျားမာရိအားဖြင့်ထွက်ပေါ်လာတယ်လို့ကျွန်တော်တို့အားဖြင့်လူတိုင်းကယ်တင်ခြင်းလူတိုင်းကဝမ်းမြောက်ခြင်းလူတိုင်းကဘုရားကိုတွေ့ဖို့ရန်ဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်။အကြောင်းမလို့ကျွန်တော်တို့ငယ်ရွယ်တဲ့အချိန်မှာဘုရားကိုအောက်မေ့ပြီးမှဘုရားအတွက်အသက်ရှင်တော်သူများဖြစ်နိုင်ဖို့ရန်ရောက်ရှိတိုင်းပုံမှာဖြတ်ရှင်ကောင်းချီးပေးပါစေ။